အော်တခါတလေအပြင်းပြေလေးပဲရောက်တယ်တဲ့သူများလို့မလဲနိုင်ပါဘူးအောင်နေရာလေးလှရပြင်ဟာတစ်လေးလားကျတဲ့ငါးလေးမွေးထားတော်တော်လှပါနော်ငါးလေးမရှိမစိုးဦးရှင်းရလဲဟိုတပတ်အပြည့်မပတ်တာကြာလို့လားမသိတော်တော်လေးကိုပြောင်းလဲတယ်ပြင်ဆင်လေးတွေရောင်းပတ်စလဲလှအကြည့်ရလုံးကြည့်ပဲလုံးနေလို့မဖြစ်ဘူးခါလေးကြာကိုလည်းနားပေးမှရမယ်ဘုံမဆိုရလူတော်မတူရဲပဲဖြစ်တော့မှာအားရဲ့အလုပ်ထဲမှာပဲသွားညနေပြန်လာအလုပ်သိမ့်အိမ်ထဲအိမ်ပြင်မထွက်နည်းနည်းပူလာပြီမန်းလေးအောင်ကဒါပဲ